ရန်ကုန်တိုင်းထောက်ချန့်မြို့လာရှင်ပြန်လာပါခင်ဗျာမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့လောတာဖြစ်ပါတယ်မိုင်းရှူကနေတဆင်ရန်ကုန်မှာလာရောက်ရှင်ပြန်တာဖြစ်ပါတယ်မင်္ဂလာပါဆရာကျွန်တော်နာမည်ကတော့အောင်မျိုးသိန်းဖြစ်ပါတယ်ဗျာရန်ကုန်တိုင်းရပဲလာရောက်ရှင်ပြန်တာလေကြောင်းနဲ့လာလာဒီဆိုရှင်မြန်သွားတယ်ညီကို3ယောက်နဲ့ပတ်သက်ပြီးတော့လဲသုံးသက်ချက်လေးတွေပြောပြပေးပါအောင်ခင်ဗျာအားလုံးအခုဖန်တီးထားတာလေးတွေဆိုတဲ့ဒီ trio ပုံစံလေးတွေတော်တော်လေးကိုကောင်းပါတယ်နော်အကုန်လုံးကိုယ်နေရာနဲ့ကိုယ်တောင်းဝန်ကြည့်အောင်လုပ်ကြတာပါသူဟို David လိုက်ကတော့သူကတော့
high နှုတ်လေးတွေဘောလုံးတွေတော်တော်ဆိုရလေ octave တွေချင်းမျိုးဟောဆိုအဲ့ဒါကြားရတယ်ပြီးတော့အောင်မျိုးသိမ်းရတယ်သူကဘယ်တန်လေးနဲ့သူလည်း high note တက်ဟောချက်တွေ့ရတယ်ဟောဟိုလောတာလည်းသူ့နေနဲ့သူတာဝန်ကြည့်အောင်သူ